တို့ကအတို့သမီးအရန်ဖြစ်ပါတယ်အားလုံးဒီနေ့မှာတဲ့ဗီဒီယိုလေးဟာဒီနေ့ကျွန်တော်တို့ရဲ့ဒေါ်လာအသိနဲ့ဒုံမီဖြစ်ပါတယ်တော့ကျွန်တော်ကောင်းနေကိုယ်ဆိုင်တော့ဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းတော့ဒီဗီဒီယိုကိုကြည့်အောင်
ရှင်